စုဒီများနဲ့ဘုံဘုံကောင်းရင်ကျိုးစုမှာရင်ခုန်တဲ့စီးကျဲမြဲ့ရင်မိုးရဲ့ရွာပါတော့မှုတွေကငါဝါစုကျော်တို့အစင်နဲ့ကံကပရိတ်တဲ့ဒီပိုင်တဲ့ကျော်ကလွမ်းရပါမကူတာတို့သဘောကောင်းလို့လာလို့တရရွာလုံးကသူ့ကိုခင်ရတယ်စင်ရတာတော့မပြောနဲ့ဗျာအများတိုင်းကကလည်းများလှူရှာတယ်ကိုတာတော့ထောက်ကလေးပြောပြမယ်ဝတ်သားမောင်းမရောက်ပြတော့လေအလွန်သမားတယောက်ကိုကျွန်တော်ရှာပေးကအလွန်မို့ရသည်ဒီချင်းကလေးနဲ့ဝမ်းနဲ့စီရနိုင်လွမ်းတွေကိုဖေဆောင်လာတဲ့မတော်မမင်းရဲ့ဘုံဘန်တို့ဘူးပင်းကြောင့်စိတ်မိုးတဲ့တို့နှစ်ယောက်ဆုံးလာလွမ်းရောက်ခြင်းမိုးရတည်ရဲ့မိဘမြတ်တာဝက်ချင်းတဲ့ဘက်ကိုရေလို့ဆိုခဲ့ပါလိမ့်ချင်းလေးနဲ့လွမ်းပြရင်နေတယ်တင်းတပင်ကောင်းငယ်ငယ်တောင်မကဘူးနာကိုဝိစုခွာခွင့်ပြုတယ်ရွှေချောက်ကြီးချံကပြားတပုတ်ပမာသားတွေနဲ့သမီးတွေစွန့်ခွာခြင်းမိဘနှစ်ပါးမြည်ရဝဲလို့ခြင်းလောကဖြစ်စဉ်သဘာဝမှာဆရာဦးချင်းမွေမရှိရတော့မိဘနှစ်ပါးရဲ့ရိတ်ကိုအခုစုတယောက်မှရောက်မလားဒီလောကလူကပါယနေ့တက်တက်မြင်တွေ့ရသမြင်ပါရေလိုပညာဆိုခဲ့သည်ဒီချင်းလေးနဲ့နေနေဖြစ်ပါလေအစိုးရအောင်ချစ်ခဲ့မိတယ်ရေမဖြစ်မတရားချစ်ဟာမို့လို့လီနေအမျောလွင်လို့နေစေပါဝါတို့ပန်းတို့ဝိညာဉ်တန်မငြိညတဲ့ချစ်ချင်းတရားရဲ့နှလုံးသားမှာလုံးလေးပြီးအတိတ်ကလောင်လို့မို့ရဲ့တန်တဲ့တစ်ခုတစ်ချင်းတစ်ပုတ်ဖြစ်စေတာကိုတာတော့ကံဝေလွမ်းရှိတန်သမားနဲ့ညညပုံကြီးပိုင်တဲ့ကျော်တို့အစင်နဲ့ကံ